this continent a new nation. စစ်ပွဲဆိုတာလူသမိုင်းမှာအမြဲရှိခဲ့တဲ့အရာတစ်ခုပါဒါပေမဲ့ကိုယ်နိုင်ငံသားချင်းညီအကိုချင်းသွေးချောင်းစီးခဲ့ရတဲ့စစ်ပွဲတစ်ခုဆိုရင်တော့သင်ဘယ်လိုခံစားရမလဲဒီနေ့ဥအန်တာတိတ်မန်ကနေအမေရိကန်သမိုင်းရဲ့အမောင်ဆုံးကာလတစ်ခုဖြစ်တဲ့အမေရိကန်ပြည်တွင်းစစ်အကြောင်းကိုတင်ဆက်ပေးသွားမှာပါဒီစစ်ပွဲဟာ1860ခုနှစ်ကနေ1865ခုနှစ်အထိ၄နှစ်ကြာဖြစ်ပွားခဲ့တာပါအဓိကအကြောင်းအရင်းကတော့ကျွန်စနစ်ပါမြောက်ပိုင်းပြည်နယ်တွေကစက်မှုလုပ်ငန်းကိုအခြေခံပြီးကျွန်စနစ်ကိုလူအခွင့်အရေးအရာအဆန့်ကျင်ခဲ့ကြပေမဲ့တောင်ပိုင်းပြည်နယ်တွေကတော့သူတို့ရဲ့စိုက်ပျိုးရေးလုပ်ငန်းတွေအတွက်ကျွန်တွေကိုလုံးဝမိခိုနေရတာပါဒီလိုနဲ့အီဗရာဟမ်လင်ကိုသမ္မတဖြစ်လာတဲ့အခါမှာတောင်ပိုင်းပြည်နယ်တွေဟာပြည်ထောင်စုကနေခွဲထွက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဒီစစ်ပွဲမှာအမေရိကန်ရဲ့ကံကြမ္မာကိုပြောင်းလဲပစ်ခဲ့တဲ့အကြီးကတိုက်ပွဲကြီး၃ခုရှိပါတယ်နံပါတ်1ရှီလိုတိုက်ပွဲစစ်ပွဲဟာဘလောက်အထိသွေးထွက်တန်ယူများမလဲဆိုတာကိုပထမဆုံးသက်သေပြခဲ့တဲ့တိုက်ပွဲပါနံပါတ်2ကတိပတိုက်ပွဲတောင်ပိုင်းတပ်တွေအပြန်အလှန်ရှုံးနိမ့်ခဲ့ပြီးစစ်ရဲ့အလှည့်အပြောင်းဖြစ်စေခဲ့တဲ့အရေးကြီးဆုံးတိုက်ပွဲပါနံပါတ်3ဘစ်ဘတ်တိုက်ပွဲမြောက်ပိုင်းကမစ်စစ်စပီမြစ်ကိုထိန်းချုပ်နိုင်ခဲ့ပြီးတောင်ပိုင်းကိုနှစ်ချမ်းခွဲပြစ်လိုက်နိုင်တဲ့တိုက်ပွဲပါ1865ခုနှစ်မှာတော့တောင်ပိုင်းဗိုလ်ချုပ်ကြီးလီယာလက်နက်ချခဲ့ပြီးစစ်ပွဲကြီးပြီးဆုံးသွားခဲ့ပါတယ်ဒီစစ်ပွဲကြောင့်အမေရိကန်မှာကျွန်စနစ်ကိုလုံးဝဖျက်သိမ်းနိုင်ခဲ့ပြီးလူမဲကျွန်တန်းပေါင်းများစွာဟာလွတ်လပ်ခွင့်ရရှိခဲ့ပါတယ်ဒါပေမဲ့ဒီအောင်မြင်မှုအတွက်စစ်သားပေါင်း6သိန်း2000ခန့်ဟာအသက်ပေးခဲ့ရတာကတော့အမေရိကန်ရဲ့သမိုင်းမှာအကြီးမားဆုံးဆုံးရှုံးမှုပါစစ်ပွဲရဲ့ရလဒ်ဟာအမေရိကန်ကိုပုံမစည်းလုံးတဲ့ပြည်ထောင်စုကြီးအဖြစ်ပြန်လည်မွေးဖွားပေးခဲ့ပါတယ်သင်ရောဒီလိုသမိုင်းဝင်စစ်ပွဲတွေအကြောင်းဘယ်လိုမြင်လဲကိုယ်နိုင်ငံသားချင်းတိုက်ခိုက်ရတဲ့စစ်ပွဲတွေကနေဘယ်လိုသင်ခန်းစာတွေရနိုင်လဲကောမန့်မှာရေးခဲ့ပါအောင်နော်ဒီလိုဗဟုသုတရစရာတွေကိုသိချင်ရင်ဥအန်တာတိတ်မန့်ကို Subscribe လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်